မတိသေးတဲ့ယောက်ျားလေးတွေတခုပြောမယ်နော်မိန်းကလေးတယောက်ကိုကစိတ်ဝင်စားရမှာလားFacebook မှာ friend ဖြစ်အောင်လုပ်လိုက် friend အဲ့လို तू လက်ခံလို့ရှင်စကားပြောလို့ရပြီစကားပြောချင်တယ်ဆိုရင် message ကနေဖုန်းခေါ်လိုက် तू စကားလက်ခံပြောပြီးဆိုရင်50%တော့တေချသွားပြီအခုကိုစာပို့တဲ့အခါ तू စာပြန်တယ်ဆိုလဲကိုဂရုစိုက်တာနဲ့အတူတူပဲကို तू စကားလက်ခံပြောပြီးဆိုကြတဲ့တေချတယ်ကိုစိတ်ဝင်စားတာကိုစိတ်ဝင်စားတယ်ဆိုတော့50%တေချသွားပြီဒါပေမဲ့အဲ့မိန်းကလေးကစကားလက်ခံပြောတယ်ငါပြောချင်တာပြောမယ်ဆိုလို့တော့မတွေးလိုက်နဲ့နော်တဖြည်းဖြည်းချင်းတချင်းတက်တချို့ကြောင့်မဟုတ်ဘူးတချင်းမတက်နိုင်ဘူးမဆောင်နိုင်မအောင်နိုင်အလွန်ကျူးတွေဖြည့်ပြီးတော့လေစာလေးပို့လုံးရှိသေးတယ်တခါစာထက်ကြော်ပြီးတော့ဒုတ်ပြခဲပြအဲ့လိုဆိုရင်တော့ဘလော့လိုက်မယ်အဲ့ဒါကိုမိန်းကလေးတယောက်စိတ်တက်ကိုမတည်ပဲနဲ့လေအဲ့လိုကိုထင်ရဆုပြီးတော့လေကိုပို့ချင်တာရောကနေပို့လို့တော့ဟိုဘလော့လိုက်လိမ့်မယ်တချို့မိန်းကလေးအဲ့လိုဘလော့လားဥပမာကျမလိုပေါ့နော်